OK အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Daily Reaction Football YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Manchester United အနေနဲ့ဒီည9နိုင်ခွဲမှာ Nottingham Forest နဲ့ကျွန်တော်တို့ကန်ဖို့ရှိတယ်ဒီ Nottingham Forest နဲ့ဒါကျွန်တော်တို့နိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့လုံးဝ Top 5ထဲကိုကျွန်တော်ဝင်မှာဖြစ်ပါတယ်ကျွန်တော်ခုအဆင့်6မှာရပ်တည်နေတာပါဘာလို့ Top 5ထဲဝင်မှာလဲဆိုတော့ဒီလာမယ့်ပွဲမှာ Man City နဲ့ပုံမောက်ကအဆင့်နဲ့မှာ Man City အဆင့်5ကျွန်တော်တို့နှစ်သင်းကန်ရမှာဆိုတော့ဘယ်လိုဖြစ်ကျွန်တော်တို့ကအဆင့်5 Top 1 to 5ထဲကိုဝင်မှာဗျာအဲ့လိုဗီဒီယိုရှုံ Man City ရှုံလဲကျွန်တော်တို့ဝင်မယ်ပုံမောက်ရှုံလဲကျွန်တော်တို့က Top 5ထဲဝင်မှာအဲကြောင့်မို့ကျွန်တော်တို့ကပျော်နေကြည့်ရမှာပေါ့နော်ဒီလိုပွဲရောMan City ရှုံတာပိုကောင်းတာပေါ့စားတာပါဗျာကဲဟုတ်ပြီဒီပွဲမှာကျွန်တော်တို့ကလူစင်းရင်ကတော့ပုံမှန်ပါပဲဒီအရင်လူစင်းရင်ပဲပြန်ထုတ်လာပါတယ်သတင်းကောင်းတစ်ခုကတော့ကျွန်တော်တို့ရဲ့ CV ဒီစန်တရိုမာတီနက်ကတန်ရာကနေပြန်တက်တာလာခဲ့ပြီးပွဲကတော့ဒါပေမဲ့ line up ဘယ်လိုပြောမအောင်လမေး line up တော့မထုတ်သေးဘူးအရင်အနေနဲ့လာမယ်သူကလူသားကိုလဲမထင်နဲ့အခုမှတက်တာလာတာဆိုတော့လို့လို့ရှိတယ်ဗောနော်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ရဲ့ Brentford ကနေခေါ်လာတဲ့ကျွန်တော်တို့ရဲ့တိုက်စစ်မှု Brian Abumo ကကျွန်တော်တို့ Manchester United ရဲ့တလားတာအကောင်းဆုံးကစားသမားဖြစ်သတ်မှတ်ထားပါတယ်ဘာလို့လဲဆိုတော့အရင်ကောင်းတာကြည့်အောင်5 goal 5 goal ထိတွင်ထားတယ် assistant ကဘယ်နှလုံးလဲ3လုံးလဲမသိဘူးပေးထား3လုံးနှစ်လားမသိဘူး assistant ရရှိထားပါတယ်အဲကြောင့်မို့ကျွန်တော်တို့ Manchester United ရဲ့တလားတာအကောင်းဆုံးကစားသမားဖြစ်သတ်မှတ်ထားပါတယ်ဒီ Nottingham Forest နဲ့ကံမဲ့ပွဲမှာဆိုရင်အရင်လိုမျိုးဒီဘာဘူးတို့နဲ့လိုမျိုး Chelsea တို့နဲ့လိုမျိုး Brighton တို့နဲ့လိုမျိုးခြေစွမ်းနဲ့ကံမဲ့ဆိုရင်တော့လုံးဝနိုင်မှာတခြားပါတယ် shot တက်တာတော့မဟုတ်ပါဘူး Nottingham Forest လည်းအရင်ကောင်းပါတယ်လူငယ်တွေလည်းများတယ်ဒါပေမဲ့ကျွန်တော်တို့မှယူအခုအချိန်မှာဆိုရင်အရင်ကိုညီနေတယ်တိုင်ပေါက်ကြီးညီနေတယ်ကစားသမားချင်းချင်းကလည်းနားလည်မှုတွေရှိတယ်တော်တော်လေးကိုခြေတက်နေတာဆိုတော့ကျွန်တော်တို့နိုင်ဖို့ခွင့်ရဖို့ရှိပါတယ်အမှတ်လည်းအရင်ကောင်းအမှတ်ပုံမတွဲလုံးဆိုလည်းကြည့်လိုက်ဗျာစောက်ရန်ကောင်းပြီးရင်ကျွန်တော်တို့ရဲ့အမှုတွေရဲ့ကစားပုံအရာဗျာနောက်တန်းမှာ3ယောက်အလယ်တန်းမှာ4ယောက်ရှေ့တန်းမှာ3ယောက်3 4 3နဲ့ကစားတာဆိုတော့ကျွန်တော်တို့ကိုလည်းများဖို့ကိုမပြတ်ရင်တော့မှငကို2 1မဟုတ်လဲ3 1အဲ့လောက်တော့ရရမယ်ထင်ပါတယ်ရလောက်မှာပါကျွန်တော်ထင်ရတော့လေမျိုး1 8 လောက်ချင်တဲ့လူတွေလည်းလောက်ပေါ့ကျွန်တော်တော့ကြံပေးလိုက်တယ်မယူ body ထည့်လိုက်ကျွန်တော်လည်းမယူ body ထည့်ဖို့ကျွန်တော်စဉ်းစားနေပါတယ်ဒီညကျရင်ကျွန်တော်ရွှေလေးပေါင်ပြီးမှမယူ body ထည့်ရင်ကောင်းမလားကျွန်တော်စဉ်းစားနေတာပါကျွန်တော်ပေါင်တော့ပေါင်ချင်နေတယ်ပြီးရင်ဒီ time မှာကဘယ်လိုပြောမလဲ1တလုံးတကြီးသူတို့အဲ့လိုယူလာဗျာတလုံးဆိုရင်တကြီးနှလုံးရမှပဲနိုင်တာအဲကြောင့်မို့ကျွန်တော်စဉ်းစားနေတာဗျာကျွန်တော်တို့နှလုံးပြတ်နိုင်ပါလားပေါ့တကယ်လို့2 1ဆိုရင်မရဘူးဗျာတကြီးဆိုတော့ပတ်စံတော့ပြန်ရတယ်ဒါပေမဲ့မနိုင်ဘူးပေါ့2 1 3 1ဆိုတော့နိုင်ပါတယ်အဲကြောင့်မို့ကျွန်တော်စဉ်းစားနေတယ်ကျွန်တော်ထိန်ကောင်းမလားနိုင်မှာတော့တိချပါဗျာဟုတ်ပါပြီကျွန်တော်တို့ဒီပွဲနိုင်မယ်ဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်ဗျာ1 to 5စီးလေးဝင်ပြီ1 to 5ဝင်မယ်1 to 5ဝင်ပြီးတော့မှကျွန်တော်တို့နဲ့အဲ့ဒီ top 2နဲ့ကအဲ့ဒီ7နဲ့ကြတော့ကျွန်တော်တို့အမှတ်မကွာတော့ဗျာအမှတ်နံပါတ်ပဲကွာပါအဲ့လောက်ပဲနော်โอเคပါအားလုံးကျေးဇူးတင်ပါတယ်ဒီည9နဲ့ခွဲကြရင်တူတူကြည့်ကြရအောင်အားလုံးဖိတ်ခေါ်လိုက်ပါဗျ